လာလို့မရဘူးလေလာမင်းလေးရဲ့ဟာမဖြစ်လို့လေကိုကြီးရဲ့ကားမနံပါတ်ကြီးဒီနေ့စုံနံပါတ်တဲ့ကားတွေပဲမောတယ်နေဆိုတော့တိုင်ပတ်နောက်နေ့မှလာခဲ့မယ်အဲ့ဆိုနောက်ရက်ဆက်ဆက်လာခဲ့ရမယ်နော်ကိုကြီးဆက်ဆက်လာခဲ့ပါမယ်ဗျာဟုတ်ပါပြီအာဦးလေးဆိုးလိုက်ဆက်ဖြုတ်လေကြီးဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ရှာရှာရည်ရွယ်ဗီဒီယိုလေးတွေစုထားပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်အညိုတိုင်ဖတ်တုတ်တယ်ဟမ်ဘလို့ရလဲဝါဝါဆိုင်နာမည်ပေးတဲ့လူတော်တော်အိုင်ဒီယာကောင်းတယ်ပြောရမယ်နော်နောက်ဆိုရင်ထိုင်ပြီးတော့တုတ်တဲ့အတုတ်ဆိုင်တို့ဘာလို့ဆိုရင်လဲထိုင်တုတ်တို့မတက်ထပြီးတော့တုတ်တဲ့ဆိုင်ဆိုရင်မတက်ထတုတ်တို့အဲ့လိုတောင်ပေးရမလို့ဖြစ်နေပြီနော်မစိုးဘူးအိုင်ဒီယာလေးဆိုင်နာမည်ပေးဖို့တိုင်ပတ်နေတဲ့သူတွေအတွက်ပေါ့နော်ဒါမျိုးလေးတွေကိုအိုင်ဒီယာယူသင့်တယ်နော်ကျွန်တော်အမျိုးသမီးကကျွန်တော်စိတ်ဆိုးနေတာဘာကြွေးထမင်းရယ်9000တန်လေး9ရွက်ရယ်နော်အဲ့လိုပဲမိန်းကလေးတွေစိတ်ဆိုးရင်အဲ့လိုချော့ရတာလားဟမ်ထမင်းတပွဲရယ်ကွာဟင်းလေးရယ်ဇွန်းလေးရယ်ဟောပြီးတော့9000တန်လေးတွေစီကုန်းပြီးတော့အဲ့လိုချော့ရတာလားဟမ်ကြွေးမစားဘူးအဲ့တော့အခု तू စားချင်အောင်ကျွန်တော်ဖော်ဖော်ရလိပြင်းလာတယ်ဖော်ဖော်ရ9000တန်ဟင်းလေးနဲ့နေမစားချင်ဘူးဒီမှာအမဲနိုင်ကလေးနဲ့မစားချင်ဘူးငါဆွဲလွတ်မလိုက်မှာနော်မစားချင်ဘူးလို့ပြောနေနော်ဟောဗျာမင်းစားကြည့်ပါဦးကဲငါမစားချင်ဘူးပြောနေနားမလဲဘူးလားစားမယ်လေစားမယ်လေမစားပါနဲ့တော့မကောင်းပါဘူးဒီကအမျိုးမျိုးရဲ့နော်မင်းတို့အဲ့လိုမလို့မိမပါဗျာစားမယ်လေတာကြီးတို့မင်းတို့မှတ်ထားနော်မိန်းမရှိတဲ့ဘရိုတို့ဒါမှမဟုတ်ရင်စော်ရှိတဲ့ဘရိုတို့ကွာကိုစော်ကိုကောင်မလေးကိုမိန်းမစိတ်ဆိုးနေတယ်ဆိုရင်ဒါနောက်ဆုံးပေါ်ချော့တဲ့နီးပဲနော်မင်းတို့မှတ်ထားတက်လားဘယ်သူမှသွားမပေးနဲ့မိန်းမကိုဘလို့ချော့ရမလဲကောင်မလေးကိုဘလို့ချော့ရမလဲဘယ်သူမှသွားမပေးနဲ့လှုပ်ရှုပ်တယ်ဒီနီးပဲသုံးလိုက်နော်တခါတည်းချက်ချင်းကိုစိတ်ကောက်ပြေသွားလိမ့်မယ်တက်လားဒါလို့ဘိုက်ကချက်ချင်းအာဦးလေးဆိုးလိုက်ဆက်ဖြုတ်လေကြီးပြောရမယ်အမှန်တကယ်တော့နဲ့တီကူလိုပါပဲအကြံဖန်လုံနေတာမဟုတ်အမှန်ကန်ဖြုတ်နေတာပစိုးကြီးနဲ့ကိုယ်တိုင်သိကြတယ်ဘယ်လိုပြလဲမဆိုးဖြစ်လိုက်တော့ဖြစ်လိုက်ကောင်းနေပါစောင်းကုန်ဒါမျိုးတွေကိုကြိုက်တာဖြုတ်မန်ကောဖြုတ်နော်သွားဖြုတ်လို့မရဘူးဘာလဲမင်္ဂလာဆောင်လားအလှလားမင်္ဂလာဆောင်ဖြစ်ဖို့တော့များလို့တယ်နော်ဘယ်ရွာမှာလဲတော့မသိဘူးအမှန်ကန်ဖြုတ်နေတာဦးလေးကြီးမိကိုကြီးလာတယ်ဘေးလေးကိုကတ်နေလိုက်မိကိုကြီးလာတယ်ဘေးလေးကိုကတ်တချင်းတဲ့ဗီဒီယိုနဲ့လုံးဝကွက်တီပဲနော်မင်းကိုကြီးတွေလာပြီဘေးလေးကိုကတ်မင်းကိုကြီးတွေလာပြီဘေးလေးကိုကတ်မိကိုကြီးလာတယ်ဘေးလေးကိုကတ်နေလိုက်မိကိုကြီးလာတယ်ဘေးလေးကိုကတ်မိကိုကြီးလာတယ်ဘေးလေးကိုကတ်နေလိုက်ဟာကြည်ုံနော်ကြံဖန်ကွာကြည်ုံနော်
နောက်ခံတဲ့ချင်းတဲ့တကယ်ကိုကွက်တီဟတ်တီဒုက္ခတွေလာခဲ့စမ်းနဲ့ ငါချောင်းမဲ့လားဘလောက်ပဲခက်ခဲပါစေငါစိန်ခေါ်ရဲတဲ့လာခဲ့စမ်းဒုက္ခတွေပေါင်းစုံငါရင်ကော့ထားတဲ့လာခဲ့စမ်းလာခဲ့စမ်းဒုက္ခတွေပေါင်းစုံငါရင်ကော့ထား လာခဲ့စမ်းဒုက္ခတွေပေါင်းစုံလာခဲ့စမ်း တဲ့လာခဲ့စမ်းဒုက္ခတွေပေါင်းစုံငါရင်ကော့ထားတဲ့လာခဲ့စမ်း ဘယ်မလဲဒုက္ခဆိုတာမင်းလားမင်းပဲပြေးမလဲလာခဲ့စမ်းလာခဲ့စမ်းစုံမကဲသွားလို့ပေါ့ကွာတဲ့ ဟယ်လိုကိုကြီး ဘယ်သူလဲ ကိုကြီးလား ဘယ်သူလဲလို့ လာမင်းလေကို လာ ကြီး မင်း KTV ကလာမင်းတို့ကျဲစင်တို့ဖောက်တဲ့အကိုကြီးစီကိုဆက်တာဖောက်တဲ့အကိုကြီးစီကို ဩလာမင်းလေးလား လာမင်းတန်တော့မမင်းတော့လား မှတ်မိပါလေဗျာချစ်လို့စားတာပါ ချစ်လို့ အတန်ကိုလည်းမှတ်မိတယ်လူကိုလည်းသတိရနေပါလေ တရင်ရတယ်ဆိုလာမင်းစီခုလာခဲ့လိုက်တော့နော် ဟမ်လာခဲ့ရမယ်ဒီနေ့လာလို့မရဘူးလေလာမင်းလေးရဲ့ ဟာဘာဖြစ်လို့လဲ ဟာဘာဖြစ်လို့လဲဘာဖြစ်လို့လဲလာမင်းတို့ဟမ်ချွဲတတ်တာနော်လာမင်းတို့ချွဲချက်ကရုံးမရီကြောင်ရှုံးပေးရမယ် လာလို့မရဘူးလေလာမင်းလေးရဲ့ ဟာဘာဖြစ်လို့လဲ ကိုကြီးရဲ့ကားမနံပါတ်ကြီးဒီနေ့စုံနံပါတ်တဲ့ကားတွေပဲမောတယ်နေဆိုတော့ တိုင်ပတ် နောက်နေ့မှလာခဲ့မယ် အဲ့ဆိုနောက်ရက်ဆက်ဆက်လာခဲ့ရမယ်နော်ကိုကြီး ဆက်ဆက်လာခဲ့ပါမယ်ဗျာဟုတ်ပါပြီ ဟမ် ဟယ်လို ဘယ်သူလဲ ဦးလား ဟာ ဘယ်သူလဲလို့ ဦးကကျဲချင်းတန်တော့မမီတော့ဘူးပေါ့လေ လာမင်းပြီးတော့ကျဲစင်တို့လာမင်းတို့တီတာတို့ကြည်ပြာတို့ဇက်တိုက်လာမယ်နဲ့တူတယ်ကြည်ရတာတက်လားဇက်တိုက်လာမယ်အခြေအနေရှိတယ် ဟောကျဲစင်လေးလား ထွေရင်မေ့တွေ့ရင်တရားရမ်းဆိုတာ ရပင်းတို့ဘာညာပေါ့ကွာ အဲ့ဒီအပြောတွေကြောင့်သူကကျဲစင်လေးကိုကြွေနေရတာ တကယ်တတိရတယ်ဆိုကျဲချင်းစီခုလာခဲ့တော့လို့ ဟမ်အခုလာခဲ့ရမယ်ဒီနေ့ ဒီနေ့ KTV မှာဖောက်တဲ့ရှိတဲ့ပုံမပေါ်ဘူးဟေးကြည်ရတာအတန်နားထောင်ကြည်ရတာအခြေအနေရတော့ နေရတာ တကယ်တတိရတယ်ဆိုကျဲချင်းစီခုလာခဲ့တော့လို့ ဟမ်အခုလာခဲ့ရမယ်ဒီနေ့လာလို့မရဘူးလေကျဲစင်လေးရဲ့ ဘာဖြစ်လို့ ဦးရဲ့ကားစုံနံပါတ်လေဒီနေ့ကမနံပါတ်ဒီနဲ့ကားပဲမောတဲ့နေဆိုတော့နောက်ရက်ဦးလာခဲ့မယ် နောက်ရတကယ်လာခဲ့ရမယ်နော် ဟုတ်ပါပြီဗျာဆက်ဆက်လာခဲ့ပါ အဖွာ အဘွား KTV မသွားခြင်းတဲ့အချိန်တော်သေးတယ်နော်စုံမလေးကယ်သွားလို့ဒါစုံမဥပဒေထုတ်ပြီးတာကျေးဇူးတော်တင်ရမလို့ပဲနော် ဒီအိမ်မှာငါအိမ်ထောင်ဦးစီဒီအိမ်ရဲ့ကိစ္စအဝဝအကုန်လုံးကိုတာဝန်ရမတာဝန်ငါမှရှိတယ် သူမိမရဲ့အကြည့်တွေကိုတစ်ချက်ရှိုး ဒီအလုပ်ကိုလုပ်လို့ငွေရှာနိုင်လို့မင်းသုံးနိုင်ရဟုတ်ဘူးလားဟမ် အေးဒါပေမဲ့လေမကောင်းတဲ့လို့ဆိုတာအများလည်းလို့မကောင်းဘူးပြီးရင်ရှင်မဲ့ဒုက္ခမှာဆိုလို့ကျမပြောနေတာဘာဖြစ်ဖြစ်ဒီနေ့ညတော့ရှင်မသွားနဲ့ရှင်ရှာတဲ့ပတ်စံလည်းကျမမနှုတ်ကျင်တော့ဘူး ဟုတ်သွားမှာပဲကြီးနဲ့နိုင်ကြီးနဲ့ချိန်တာငွေလည်းမသွားမှာမဟုတ်ဘူးအဲ့ဒီအတူတူကောင်းလို့သွားမှာဒီမျိုးဆွေးလန်းနေတားနဲ့ အေးသွားအဲ့ဒီလမ်းကိုကျမကိုယ်တိုင်ခင်းခဲ့တယ်ကျမရဲ့မဟာအမှားပဲသိလား ဟာ ဘာလို့ကြတော့ အဲ့ဒါလည်းမကျင်ဘူး အာ ဟဲ့လောမ တော်ဆုံးနေပြီ အရန်ကိုဆွဲဆောင်မှုကောင်းတာပဲနော်ကနေတဲ့သူတွေတောင်ချက်ချင်းကိုရက်သွားအောင်လုပ်နိုင်တဲ့အတန်မျိုးကွာဒီလိုအတန်မျိုးကရှားသွားပြီနော်လုံးဝပါရမီရှင်ဆိုတာဒါမျိုးကိုပြောတာ ငါလေနေအောင်မချစ်တာနင်ကလေဘယ်ယောက်ျားမှစိတ်မလာဘယ်ယောက်ျားမှလည်းနေအောင်ပြီးတော့နင်နဲ့တစ်သက်လုံးအခု ဟာ သူကနိုင်တော့ရှက် ကောင်းပါလိမ့်ဘာလို့လဲနေဖြစ် နင်လူလေ ချက်ချင်းကြီးကိုဖြစ်သွားတာနော်ချက်ချင်းကြီးကိုဖြစ်သွားတာအပြောင်းလဲတိတ်မြန်တာပဲနေရဘာတူလဲဟောအာကြီးတို့နော်အဲ့ဒါပဲတိလားပြောချင်တာငွေပဲရှာတိလားငွေပဲရှာငွေရစကားပြောပြီဒီမှာကဲဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်